အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပါလေ V3 နဲ့ V3 ဝယ်နေကိုပြောပြအောင်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပါလေ green zone မှာရှိတဲ့ NPC တကောင်စကားပြောပါမယ်ခုပြောပြမှာတော့ Sharkris V3 ယူနေပါဒီနေရာကနေပြီးတော့ဒီကိုတန်းလာပြီးတော့ရှေ့ရောက် NPC တကောင်တွေ့လိုက်ပါဒီကောင်စကားပြောရင် तू ကဘာပြောမလဲဆိုတော့ပန်းသုံးဝင်ရှာခိုင်းမယ်အဲ့ပန်းသုံးဝင်ကတော့ဒီနေရာမှာရှိပါတယ်လိုက်ပြပါပထမဆုံးနေရာကတော့ဒီနားပေါ့နော်ဒုတိယနေရာဟိုမှာဒုတိယနေရာဒီနားမှာပွင့်လာတယ်အဲ့ပန်းတတိယနေရာကတော့ညဘက်ကျရင် spawn နဲ့ပန်းမှာအပြာရောင်ပန်းကတော့ Graveyard Island ရဲ့ဟိုဘက်ဘေးမှာကျွန်းသေးသေးတစ်ခုရှိတယ်အဲ့ကျွန်းပေါ်မှာရှိပါတယ်ညဘက်မှာ spawn တာပါအပြာရောင်ပန်းCannon Rose ရဲ့အနောက်ရဲ့ပါလေ Graveyard Island ရဲ့ဘေးမှာရှိပါတယ်အဲ့ကိုရောက်ပြီဆိုတော့ဒီမှာတကားလေးတစ်ခုရှိပါအဲ့တကားလေးတော့ဝင်ပြီးတော့ဒီဘက်ထောင်ဆုံးလေးမှာပေါက်လေးတော့ရှိပါတယ် Fast mode ဖွင့်လာရင်တော့ပုံမြင်ရပါတယ်ဟိုမှာအဲ့ပေါက်လေးတော့ဝင်သွားမယ်ဆိုတော့ဒီမှာမြက်ခင်းပြင်ရှိပြီးတော့ဒီတောက်မှာပန်းလေးပွင့်မှာပြီးတော့ Graveyard Island ပေါ်မှာအတင်းကြီးတစ်ခုမှရှိပါတယ်နောက်တစ်ခုကဒီအုပ်ကူနှစ်ခုမှာပွင့်တတ်ပါတယ်အဲ့ပန်းပြီးတော့နောက်ထပ်တစ်နေရာရှိပါသေးတယ်နောက်ထပ်တစ်နေရာကျတော့ဒီမှာဒီအပင်ရဲ့ဘေးနားမှာ spawn ပါတယ်ပြီးတော့နောက်တစ်နေရာကတော့ Cannon Rose မှာပါဒီ Cannon Rose ရောက်ပြီဆိုတော့အဝါရောင်ခုနနေရာတွေကတော့အပြာရောင်ပန်းယူရနေရတယ်ပေါ့နော်အဝါရောင်ပန်းကကျတော့ဒီမှာ Cannon Rose မှာတွေ့တဲ့ NPC တွေကိုချပြီးရမှာအဲ့ NPC တွေကို10ကောင်15ကောင်50လောက်ထိချရင်ရလာပါလိမ့်မယ်ပြီးတော့နောက်ထပ်တစ်နေရာရှိပါသေးတယ်အဝါရောင်ပန်းကတော့အဲ့လိုမျိုးယူရပါနော်နီအောင်ပန်းကတော့ဒီနားမှာ spawn ပါတယ်ဒီဒတိုင်းလေးတိတိလေးရဲ့နားလေးမှာ spawn ပါတယ်နောက်တစ်နေရာကျတော့ Doflamingo နေတဲ့
ဒီဟိုပေါ်မှာမန်းရှင်းနေမှာပါဒီနားလေးမှာပွင့်ပါလေဒီခြုံလေးမှာပွင့်ပါဒီနောက်ဆုံးတနေရာကျန်ပါသေးတယ်နောက်ဆုံးတနေရာကတော့ factory ရဲ့ဘေးမှာရှိတဲ့ဒီလိုဟာကြီးပေါ်မှာပေါ့နော်ဒီမှာမတွေ့လားနီအောင်လေးကောက်လို့မရဘူးပေါ့နော်ဒီမှာကျွန်တော် share ပြီးသားမလို့ share race ကပြီးသွားရင်တော့ခုနကတော့ NBCC ပြန်သွားပြီးတော့စကားပြန်သွားပြောရပါမယ်9သိန်းပတ်စံ9သိန်းလိုရပါတယ်500k ပေါ့အဲဒီမှာဒီကိုပြန်လာလိုက်ဒီကိုပြန်လာပြီးတော့ဒီကောင်နဲ့စကားပြောလိုက်အဲ့ဒါဆိုရင်တော့ share grid video ရပါပြီ B3 uni နောက်တဲ့ဗီဒီယိုမှာထပ်တင်ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ